ကဘာကျော်နမဲဆိုးဟက်ကာစီကနေခုလိုဟက်ခံလိုက်ရတဲ့အတွက်လုံခြုံမှုမရှိတော့တဲ့ ARD ဘဏ်လက်တလုံးမှာတော့ ARD ဘဏ်ငွေအနှံတွေကြားစိုးရိမ်မှုအတော်လေးကိုမြင့်တက်လို့နေတာပါအကြောင်းရင်းကတော့ဘဏ်မှာငွေအနှံထားသူတွေရဲ့အကောင့်တွေကရုတ်တရက်ဆိုသလိုဟက်ခံလိုက်ရတာပါအစားကတော့တကောင်းစီကိုလိုက်ဟက်နေတယ်လို့ထင်ကြပေမယ့်တကယ်တော့ဘဏ်ရဲ့အချက်လက်တစ်ခုလုံးကိုဟက်ကာတွေကသိမ်းယူလိုက်တာပါဟတ်တဲ့သူကလေမြန်မာပြည်မှာလှုပ်ရှားနေတဲ့ကြားဖြန့်အစင်လောက်မဟုတ်ပဲနိုင်ငံတကာမှာနမဲဆိုးနဲ့ကြော်ကြားနေတဲ့စိုက်ဘာရာဇဝဲခိုင် LAPSU WS ဒေါ်လာက ARD ဘဏ်ရဲ့အချက်လက်ကိုယူလိုက်ကြတာပါဒီလိုယူလိုက်တာကလက်ရှိမှာဘဏ်ထဲမှာငွေအနှံထားသူတွေရဲ့ငွေတွေပါသွားတာမျိုးတော့မဟုတ်သေးပါဘူးအဓိကဟက်ခံလိုက်ရတာကငွေအနှံသူတွေရဲ့မှတ်ပုံတင်နာမည်နေရာလိပ်စာအတိအကျဟက်ခံလိုက်ရတာပါဒီချက်လက်တွေကိုဘဏ်ဘက်ကနေငွေပေးကပြန်ရွေးရမယ်လို့သိရပါတယ်။ဒါပေမဲ့ငွေအနှံသူတွေရဲ့ငွေတွေလည်းပါသွားနိုင်တဲ့အခြေအနေမျိုးလက်ရှိမှာပွက်လောရိုက်ခါငွေပြေးထုတ်တဲ့သူတွေလည်းများနေပါတယ်။ ARD ဘဏ်ကတော့အခြေအနေကတိမ်မဆိုးဘူးလို့သာကြေညာထားတာပါ။ ARD ဘဏ်ကဦးစောပိုင်တာဖြစ်လို့ဒီအခြေအနေကိုဘယ်လိုဖြေရှင်းမလဲစောင့်ကြည့်ရမှာပါ။ပရိသတ်ကြီးရောဒီဖြစ်ရဲ့အပေါ်ဘယ်လိုမြင်လဲပြောပြပေးခဲ့ပါအောင်ခင်ဗျာ။